Today is Tuesday again, October 28, 2025, and this is your host, Zoo. Welcome back to Speak It Burmese, where we explore the beauty of language, culture, and emotions through poetry and stories that speak to the heart. This podcast is created especially for intermediate and advanced learners of Burmese, and also for my Burmese friends and fellows who love to keep our language alive, expressive, and soulful. So we read poems, talk about cultural meanings, and sometimes invite guest speakers to share stories that deepen your understanding and help you sound more natural and expressive in Burmese. So today's poem is titled La Pa Zwa Cho Yuen, Beautifully Flawed. It's a piece that touches on the beauty of imperfection, how flaws can be poetic, and how even brokenness can shine with meaning. Well, when I first read this poem, I felt a quiet acceptance in its words, a kind of peace that comes from understanding that life, people, and even love are not meant to be perfect. That's, what makes them beautiful. So now, sit back, relax, and let your ears and your heart listen. လှပစွာချို့ယွင်းမွေးဖွားမှုမှာကြောက်တုံးတုံးရှိတယ်။ငါ့ကိုစောင့်ကြိုနေတာ6ကဘာအောက်ခြေကအဆုံးမရှိလှပမှု။ကျေးဇူးတရားရဲ့အမည်နာမကိုတကြောကြောခေါ်ရင်းပျော်ရွှင်မယ်။တပတ်လဲလာမဲ့ဘိန်းကိုရေခဲစိမ်မျက်လုံးနဲ့စောင့်ကြည့်မယ်။မြက်တပင်ရဲ့ကျိုးနွံခြင်းနဲ့ရှင်သန်မှုကိုဖွင့်ဆိုမယ်။မနက်ခင်းဟာငါ့ကိုနှုတ်ဆက်မသွားဘူးအချိန်တန်ရင်သူပြန်လာလိမ့်မယ်မနက်ခင်းကိုငါနှုတ်ဆက်မသွားမိပြန်မလာလန်းကိုသွားရတဲ့အခါတိုးเจ้าသားရဲ့ပညာလားပါတဲ့အထင်အကွတ်မှာရုပ်တံဟာဖြူစွတ်ရောင်အမွေးနဲ့တိုးတစ်ခေါင်အဖြစ်မူလီတစ်ခုပြုတ်ထွက်တယ်လို့သိမှုနဲ့ကင်းကွာသွားငါအစိတ်အပိုင်းတစ်ခုချင်းလေထဲမှာမတင်မကျမျောနေပုံတိုးချောင်းသားဟာကဘာမြေဝိယုံကိုမချွတ်တန်းဝစ်သူ့စိတ်ရဲ့ဗဟိုချက်တဲ့ကနူးညံ့မမောဝဲစွမ်းအားမှာရေခွေးတွေဝန်ပလွေတွေကောက်ချစ်သောကြားနာတွေဘလို့မှရယူနိုင်မည်မဟုတ်သောတိုးနှလုံးသားရဲ့အနုမြူလိုဖမ်းဆုပ်ခြင်းမဲ့နှဆိုင်မှုမပျော်ရွှင်တော့ဘူးဆိုတာသိကြရဲ့သိခြင်းတရားဟာပျော်ရွှင်ပွဲလွတ်မြောက်နေမည်မုံရိုးလည်းပျော်ရွှင်နေလိမ့်မယ်ထင်တယ်ကတ်ကိုပိန်းလည်းပျော်ရွှင်နေလိမ့်မယ်ချက်စတာလည်းပျော်ရွှင်နေလောက်ရောပေါ့အခုငါစိုက်ခင်းတွေကတစ်သီးဟာအတောင်နှစ်ဖက်နဲ့ဇွန်ဘီတွေရဲ့သွားကြတဲ့မှာဝဲပြန်ရိမ့်ထိုးနေဒီလိုဆိုငါလဲပျော်ရွှင်ခြင်းပါရဲ့ရောင်စုံအမီကိုစီဖြင့်ပုံစံတူအသွေးအသားများငွေရောင်မျက်နှာဖုံးစွတ်နေပျော်ခြင်းဟာတန်တရားတလျှောက်လောက်ကြံခံရခြင်းကဘာမီကမှုတ်ထုတ်လိုက်ကြ emotion မဲ့လေပူများစစ်တီတော်တွေရဲ့ကခုန်ခြင်းနဲ့တေးတီနေသောတဲများညီးငွေမိသမျှအရာရာကလည်းငါ့ကိုညီးငွေဒီအတက်အကျမသိတဲ့ဆွဲငင်မှုမှာခါခါတီတီငြိမ်သက်သွားပုံကတရားမျှတာပွဲဘဝရဲ့ပြည့်စုံခြင်းမှာလိုအင်မရှိတဲ့စီမီငြိမ်သွားခဲ့ပါပြီဒီလိုဆိုတော့လေငါကြပြရေးနေမိတာဝှကျွေးကြီးလိုက်လေခြင်းကွယ်အပိဒံစာအုပ်ပြီးမှာငေးဆိုင်ကြည့်နေတဲ့ပိုးဟတ်ငါတက်မှတ်တဲ့အတိတ်ပဲကိုသူစားပစ်လိုက်တယ်ပြီးတော့ငါ့ကိုမုန်းသွားပုံကအကြောင်းပြချက်မရှိဘဝကိုအမှတ်စဉ်ရေးတွက်ထားလို့ရလားအလုံးလုံးပြီးမှပညာသင်ရသူကမေးတော့မင်္ဂလာပွဲကထွက်ပြေးလာပြီးတရားအားထုတ်ဝင်နေသူကညင်းတယ်ပျော်ရွှင်ခြင်းရှုထောင့်ကလေးကနေတယောက်ယောက်ဟာကျေးဇူးတင်စရာအစင်လိုက်စီပေးထားသောတက္ကရာများ
တစ်ပင်တွေနဲ့တိမ်တွေအကြောင်းအားတိုင်းတွေးနေသူတို့တမိုင်းမှာငါရှိဘူးတာယုံပါဥပမာတစ်ပင်ရဲ့ညာဘက်တောင်နားမှာမတ်တက်ရက်ဖူးသူကငါတိမ်ညိုညိုရဲ့အောက်တဲ့မှာထီးဆောင်ထားသူကတင်တနေရာမှာတော့တင်ရောငါရောအဲ့ဒီလိုကန်လန့်မင်းအဆင်ပြေလားချစ်သူတွေစိတ်ချမ်းသာဖို့မုန်းသူတွေအညိုးကိုမလွဲမရှောင်သာယူလိုက်ရငါအဆင်ပြေပါတယ်ငါအကြောင်းငါစိတ်ဝင်စားနေရတာလဲအာယုံပဲမမြင်ရတဲ့တောင်းတွေစီမှာငါနာမည်ရဲ့စလုံးတစ်လုံးလုံးပြုတ်ကျကျန်နေခဲ့လေမလားနာမည်အပြည့်ကဘာကြီးတဲ့နာမည်တက်မထားတဲ့ငါနန္တရားဘယ်အရာတွက်နေမှမစရီးနိုင်ဘူးအနက်တစ်ဖက်အဖြူတစ်ဖက်လောကကိုနှစ်မျိုးမြင်နေသလားငါငေးစိုက်ကြည့်အယောင်ဆက်နဲ့ကြောင်မျက်လုံးတွေနေ့နေ့ညရဲ့အစွန်းမှာငါကိုယ်တိုင်ကြောင်တစ်ကောင်လို့အလင်းတစ်ဖက်အမောင်တစ်ဖက်ကြောင်ငေးစိုက်ကြည့်အယောင်ဆက်နဲ့ငါမျက်လုံးတွေသင်ခန်းစာအသစ်ဟာတက်တန်လို့ဖြာငါတင်ရိုးညွန်းတန်းထဲမှာအံ့ဩဝယ်ရာလက်များကန်းလိုက်တဲ့လက်သစ်တွေကြောင်းစုပ်ထားလျက်ဖြုတ်သွားတဲ့လက်အဟောင်းတွေအကြောင်းကျွမ်းကျင်စွာပို့ချသူတဘာဝသေသည်အထိငါကြည်ညက်ပေါ့အနက်ဆိုင်ဆုံးကြောင်းမှပြန်တက်ရာလမ်းတစ်လျှောက်ဝမ်းနည်းပွေရာပျော်ရွှင်မှုများတက်တန်လို့ဖြာနောက်ဆုံးအချိန်ကိုသတ်မှတ်ပြီးပြီလားမရှိမှပိုလှသွားမယ့်အရာတွေအတွက်သက်ပေးမှသေပေးရတာအောက်ကျလွန်းနေကောင်းသောညပါဗိုင်းရပ်စ်တစ်ကောင်လုံးငါနှုတ်ဆက်ညကကောင်းနေပြီဗိုင်းရပ်စ်တစ်ကောင်ဟာငါဖြစ်သွားတယ်ပဒင်းပေါက်မှန်ကိုတယောက်ယောက်လာခောက်နေတယ်မိုးဆက်တွေရဲ့လက်သေးတွေလို့ငါမယုံပေးနိုင်ဘူးတဲကြီးမဲကြီးကုတ်ချစ်မှုမှာရဲတွတ်သွားကြလွမ်းဆွဖွယ်အစင်ကြောင်များစာအုပ်တွေတယောက်ယောက်ပုံအောင်နေတယ်ငါစက္ကန့်တွေကိုတကြွကြွမြည်အောင်စားတောက်ရင်တတိယပွဲမာတိကာမှာဘာသာစကားမဲ့စွာရင်တကောင်ဟာတယောက်ယောက်ရဲ့ပယောကမပါပဲကော်ဖီခွက်ထဲလက်ပစ်ကူးနေရခါတက်တောက်ပမှုလောက်နဲ့ငါတို့ဝေဒနာကိုပူစားမပေးနိုင်တာသိကြပြီမျက်စိရှေ့မှောက်မှာအမှောင်ဟာကျလာတယ်မျက်စိရှေ့မှောက်မှာအလင်းရောင်ဟာရောက်လာတယ်အမှောင်နဲ့အလင်းထဲမှာငါတို့ဟာအဖန်ဖန်ကြရောက်ကြရငါတို့ဟာအဆုံးမဲ့ခြင်းတွေနဲ့တနေရာကနေကြလာတဲ့အမုံတွေပတ်သက်မိသမျှအရာရာဟာငါတို့စီအလိုလိုရောက်လာတဲ့အမုံတွေစူညံတန်ကြတော့ထွက်ကြည့်တယ်တိတ်ဆိတ်မှုကိုတော့ဘယ်သူမှဂရုမစိုက်ကြငါဂရုစိုက်မှုနဲ့ဆက်လက်တိတ်ဆိတ်ပေးစမ်းပါတင်းရဲ့တိတ်ဆိတ်ခြင်းမှာငါအမြဲစူညံခြင်းလုံးလို့ဘဝမှာဆေးပြင်းလိတ်ကြီးခဲထားတဲ့ဟန်နဲ့စတိုင်ကြတဲ့ဗီလိန်ဖြစ်ခြင်းလူစင်စစ်ကနေအသွင်အမျိုးမျိုးပြောင်းနိုင်တဲ့တစေတကောင်ဖြစ်ခြင်းအေးခဲတဲ့မျက်လုံးတွေနဲ့လိန်အမျိုးစားမဲ့ခြင်းပြီးတော့မိဘမဲ့ကေဟာကကလေးငယ်လေးကနေချာလီချက်ပလင်ဖြစ်လာပုံကိုပုံပြင်တစ်ပုတ်လိုပဲနားထောင်ကျင်တော့တယ်လိတ်ကလေးကဖြည်းဖြည်းပဲသွားတယ်ခွန်လဲမာတယ်ပုံပြင်ထဲမှာဆိုဆရာကြတယ်လိတ်ကန်ထဲမှာတော့ဘာခံစားချက်မှမရှိတဲ့ပုံနဲ့ယုံတကောင်ရဲ့လင်းမြန်ဖြက်လက်မှုကိုသိတော့မသိတဲ့ပုံနဲ့ကောင်းမဖော်တန်းနောက်ကျခဲ့ကြတယ်မင်းရောငါရောပေါ့လေးဘက်လေးတန်ချီမုန်းခံနေရတယ်ငိုတန်များငါကြားလိုက်ရတယ်မင်းရောကြားလိုက်ရသေးလားမသေးဆုံးခင်ကတည်းက
တုတ်တန်ပေါ်အခြေပြုနေထိုင်မိခဲ့သူမင်းကသူ့ဘရစားလားဟင်းအင်းတေမင်းလက်ထဲကပြုတ်ကျကြံခဲ့တဲ့အသက်ငွေ့ငွေပါရေတံများငါကြားလိုက်ရတယ်မင်းရောကြားလိုက်ရသေးလားလူကူးမြင်းကြားတွေမှာနေရွက်တွေရှိတယ်ကံလက်တိုက်မှုရဲ့ရင်ခုန်တန်ကိုကြားရလို့ရှိပြီးသားအရာတွေရှိပြီးသားဗလာတွေနှစ်ချို့ recorder လေးတဲ့ပြည့်နဲ့ပြက်အောင်ဖြတ်ပြီးမှပြန်ဆရမယ်ဘဝတွေလေရင်ပြန်စီးသွားတဲ့အာပေးစကားနဲ့နှထင်ကြောပေါ်ကတုံရင်နေစေထို့အလွမ်းပုတ်ပွားနေတဲ့အပြိုစင်အလောင်းကိုစာအုပ်အဝါကြီးတွေကဖယ်ထုတ်ပစ်လိုက်တယ်တရားဓမ္မရဲ့လက်ညှိုးဟာငှက်လေးတစ်ကောင်လိုပြန်ချင်နေသမျှအယောင်ဆုံးနေရလူကြိုက်များတဲ့အကျဉ်းသားတရားမှာမှန်ကွဲစာတွေစိုက်နေအရေးပြားဟာအပြောင်းအလဲများလို့မာနမရှိတဲ့ဘယ်နဲ့ဒေဝါတွေများကောင်းချီးပေးကြလိမ့်မလဲလော်စပီကာတွေကပန်းထွက်လာတဲ့အဖြူရောင်သဘုံတွေငါဟာငါးတကောင်ပါပဲကူးခတ်ချင်နေတာပါပဲရေပြင်းတွေလှုပ်ခတ်သွားယုံပဲလားအနန္တသမုဒ္ဒရာထဲမှာနှဆိုင်တောက်ပါငါ့ကိုငေးနေတဲ့တိမှုအဆုံးမရှိတင်ကြားမှုဟာအဆက်မပြတ်ကူးခတ်ခြင်းမှလာတယ်ငါတက်တန်းပေါ်ပြေးလွှားနေစေကံကြမ္မာတောက်ဖက်နဲ့လေးမင်းလဲမောပန်းနေရောပေါ့ဘယ်သူစန္ဒနဲ့မနက်ခင်းကိုခုငေးနေတာလဲငါစိတ်ကူးတွေကပန်းပွင့်တွေတခြားမြို့မှာသွားပွင့်ကြဓာတုပေဒဇုံနဲ့နေတဲ့အသွေးအသားများအခန်းတောက်အမိုက်ပုံးတဲ့ပြေမောက်လို့အမောင်ဆုံးအခန်းကလောင်အိမ်တစ်လုံးလေးမတိုက်ပဲလှုပ်ရမ်းနေလူအခွင့်အရေးဟာပြာကျသွားအချစ်ရဲ့ငါလဲပြာကျသွားခဲ့ပေါ့မအိပ်ဖဲမတ်တဲ့အိမ်မက်နဲ့ကမ်းပြောက်တော့နှင်းများစွာကြပြလားအေးအဲ့ဒါကြပြတဲ့လေဟာပြင်းတဲကဝစ်လစ်စလစ်မိန်းမတရံမီးပုံပြစ်ချွဲသောလက်ခုပ်တံများအရှိန်ကြောင့်ကြပြအဖြစ်မြင့်တက်သွားခဲ့ကြပြလားနေခဲ့တော့လေအေးပါကွာငါမျက်ခုံပေါ်ကအကောင်ကိုဘသူနှင်ထုတ်ပေးနိုင်မလဲစာအုပ်ကြားထဲမှာနှစ်ချို့လိပ်စာကတ်တစ်ခုမင်းငါကိုချစ်သေးလားမင်းငါကိုမချစ်တော့လို့လားအရေးမပါတဲ့အတွေးဟာအရေးလာပါနေစာအုပ်ကြားတဲ့လိပ်စာကတ်ကိုဆွဲဆုပ်ပစ်လိုက်တာထက်ပိုအရေးပါသလားသိမကြဘူးငါအခန်းထဲခြေတန်းတွေညံလားလက်ထဲမှာဂီတာကိုစီနဲ့အနက်ရောင်အင်ဂျီဝတ်ထားတဲ့မြောက်တွေအဲ့ဒီတော့မှငါမျက်ခွန်အပေါ်ကအကောင်ဟာသူ့အမီးကိုခါရမ်းလိပ်စာကတ်အစအနတွေပေါ်နင်းဖြတ်ထွက်ခွာဟိုတနေ့ကတော့ငှက်ကလေးဟာနှုတ်ဆက်တေးလေးတီလို့ဒီနေ့ရောက်တော့အမိုက်ပုံးကြီးပေးသင်္ခါရဆန်ဆန်လူလွတ်ငှက်ကလေးရဲ့အမွေအတောင်များနာကျင်စရာတွေတိုးလာတိုင်းစာမျက်နှာတွေလည်းတိုးလာခဲ့ကြံဖန်ပြီးကျေးဇူးတင်နေရပေါ့မုံတိုင်းကိုမျက်နှာမူမိတဲ့ဝတ်သစ်ချပင်အမြစ်ကနေကျွတ်ကန်းဆက်မှာလဲလျောင်းနေရတယ်ကျူပင်ကနူးညံ့သေးသွယ်တဲ့သူ့လယ်ပင်ကိုမြုပ်ကိုင်းဝတ်သစ်ချပင်ရဲ့နာကျင်မှုဝေဒနာအပေါ်စုပ်သက်မိမုံတိုင်းဟာငြိမ်သက်သွားခဲ့ပြီခေါင်းမာမှုကသေဆုံးပျော့ပြောင်းမှုသာကြံခဲ့ပေါ့ဘာအရေးအကြီးဆုံးလဲရှင်တန်ပြီးမှပဲငါတို့စိတ်အေးလက်အေးခေါင်းမာကြရအောင်ဘာလို့နေတာလဲတကယ်ရလာကြည့်ဘာမှမဟုတ်တော့ဘူးဘာလို့မှမသိတခုခုလိုနေရဘာမှမလိုဘူးပြောပြီး
ပြောဖို့လိုနေသမျှပြောပြီးကြွက်ထောင်ချောက်ထဲမှာသွေးညီနဲ့မပြေသေးတဲ့လက်ညှိုးတစ်ချောင်းနှင်းစီပန်းအတုတွေအားလုံးမီးရှို့ပစ်လိုက်ပြီးပျောက်သွားတဲ့တငယ်ချင်းရဲ့အလောင်းကိုငါမှတ်စုစာအုပ်ထဲကပြန်တွေ့ရဲ့မနက်မိုးလင်းတော့အိမ်ရှိမှာနတ်မိတ်စာတွေအဖြစ်ရောက်နေပေါ့ငါ့ကိုနှိမ်နှင်းဖို့ငါလက်နက်တွေတက်ဆင်လို့ရွှေဘိုးအိမ်ပကိုး Well, this is the end of the poem. So in this poem, the poet reveals the quiet struggle between meaning and emptiness, between beauty and decay. So she reminds us that even in the moments of chaos, there is grace, and even in flaws, there is art. In Burmese culture, we often talk about Manota Daya, the human condition, being fragile and graceful. This poem beautifully reflects that. For Burmese learners, I suggest listening several times. Note the rhythm, the sound changes, the natural emotion. Don't rush to translate, just let the language move through you fast. Well, thank you so much for listening to Speak It Burmese. I hope this episode leaves you thinking, feeling, and maybe even see a little beauty in perfection. So, if you like to read the full poem and see the translation highlights, check the episode description, and if you can't find it, send me a message. I'll be happy to share it with you. Well, until next time, keep learning, keep listening, and keep speaking Burmese beautifully, flaws and all. This is Zoo, signing off from Speak It Burmese.